ရှင်အသွင်ဒီဘက်ဖတ်ပြမယ်စာအုပ်ကလေးကစာရေးဆရာမညာနာဖတ်နေတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအချက်လေးတွေကိုပြောပြခြင်းပါတယ်နော်သူကတဲ့ဘဝမှာတဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်၃ခုကိုတဲ့ရှင်းပြထားပါတယ်တဲ့ဘယ်အရာတွေကအဓိကထားသိနေဆိုတာကိုသိရင်တဲ့ကိုဘဝကိုတဲ့ပို့ပြီးတော့ပျော်ရွှင်တည်ငြိမ်အောင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်တဲ့ဘဝမှာတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေလုပ်ဖို့တဲ့အရေးကြီးပုံတွေကိုတဲ့နားလည်ထားဖို့လိုပါတယ်တဲ့အသွင်နဲ့တူတူနားထောင်ကြည့်ကြရအောင်နော်နံပါတ်1ချက်ကသင်ပင်မှာနေမလဲအရင်ဆုံးကတော့တဲ့သင်ပင်မှာနေမလဲဆိုတာပါပဲတဲ့ကိုနေထိုင်မဲ့နေရာကတဲ့ဘဝပေါ်တဲ့အကြီးကျယ်တက်ရောက်မှုရှိပါတယ်တဲ့နေရာရွေးချယ်ခြင်းနဲ့ဘဝအပြောင်းလဲမြို့ပြကြီးမှာနေမယ်ဆိုလို့ရှိရင်နဲ့အတွေ့အကြုံသစ်တွေအလောက်ကိုင်းလမ်းကြောင်းသစ်တွေနဲ့နေ့စဉ်ကြုံတွေ့ရနိုင်ပါတယ်တဲ့ကိုယ့်ရဲ့စိတ်ကူးတွေအတွေးအခေါ်တွေဖွံ့ဖြိုးဖို့အခွင့်အလမ်းတွေလည်းများတယ်တဲ့ပညာရေးကျန်းမာရေးလုပ်ငန်းအတွက်အရင်းမြစ်တွေလည်းအများကြီးရှိတယ်တဲ့ဒါတွေကတဲ့ကိုယ့်ဘဝကိုပုံမတိုးတက်အောင်ကူညီပေးတယ်တဲ့ဒါမှမဟုတ်တောင်ပေါ်ကျေးလက်ဒေသမျိုးမှာဆိုရင်တော့တဲ့အေဂျင့်နဲ့လွတ်လပ်ပေါ်ပါတဲ့တဘာဝအလှတရားတွေရှိတယ်တဲ့အလုပ်ကိစ္စတွေလူမှုရေးဖြစ်စည်းမှုတွေနည်းစေတယ်တဲ့ကိုယ်ပိုင်အချိန်များတဲ့လူတွေနဲ့ထိတွေ့ဆက်ဆံရမှုနည်းတယ်တဲ့နေရာရွေးချယ်မှုကတဲ့လူမှုကွန်ရက်ပေါ်မှာလည်းအများကြီးတက်ရောက်မှုရှိတယ်တဲ့မြို့ကြီးမှာနေမယ်ဆိုရင်တော့လူပေါင်းများစွာနဲ့တွေ့ဆုံရတဲ့အခွင့်အလမ်းများစွာရှိတတ်တယ်တဲ့ဒါကတဲ့လူမှုဆက်ဆံရေးကိုတဲ့တိုးတက်လာစေပါလိမ့်မယ်တဲ့မနာတမ်းလုံးရတဲ့ပတ်ဝန်းကျင်မိအောင်ဆုံးကြားကမျိုးပြ lifestyle အလောတကြီးပြပန်းခတ်နေ့စဉ်ဘဝတွေကတဲ့အလုပ်တွေတိုးတက်အောင်မြင်သလောက်စိတ်ပီစီရခြင်းတွေတော့လည်းရှိနေမှာအမှန်ပါပဲတဲ့ဒါကြောင့်နဲ့ကိုနေထိုင်မဲ့နေရာကိုစိတ်ကြိုက်ရွေးချယ်ခြင်းကကိုဘဝရဲ့အခြေခံအကြဆုံးတောက်တိုင်ဖြစ်တယ်တဲ့ကိုဘဝကိုတဲ့အများကြီးတက်ရောက်မှုရှိတယ်တဲ့နံပါတ်2ချက်ကသင်ဘသူနဲ့အတူရှိမလဲနောက်တစ်ခုကတော့တဲ့သင်ဘသူနဲ့အတူရှိမလဲဆိုတာပါပဲတဲ့သင်မှာတဲ့မိတ်ဆွေတွေမိသားစုအပါအဝင်နဲ့အရေးကြီးဆုံးကတော့တဲ့ကိုယ့်ရဲ့ချစ်သူဘဝလက်တွဲပေါ်ပါပဲတဲ့လူတွေကတဲ့ကိုယ့်ဘဝပေါ်မှာတဲ့အကြီးကျယ်တက်ရောက်တယ်တဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကတဲ့ကိုယ့်ရဲ့စိတ်သက်စိတ်ဖိစီးမှုစိတ်ပျော်ရွှင်မှုကိုတဲ့အကြီးကျယ်တက်ရောက်စေနိုင်ပါတယ်တဲ့ဒါကြောင့်နဲ့ထိရောက်မှုရှိတဲ့ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်ကိုတဲ့အကောင်းဆုံးဖြစ်မြင့်တင်မှုအရေးကြီးပါတယ်တဲ့အကောင်းဆုံးသူတွေနဲ့နေတဲ့အကောင်းဆုံးသူတွေနဲ့အတူရှိနေခြင်းကတဲ့အားပေးမှုတွေရနိုင်ပါတယ်တဲ့အကောင်းဆုံးသူတွေဆိုတာကတဲ့ကိုတဲ့အမြဲထောက်ပံ့အားပေးနေတဲ့သူတွေကိုပြောတာပါတဲ့သူတို့ရဲ့အားပေးမှုတွေကြောင့်ကိုယုံကြည်မှုတွေရှိလာစေတယ်ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေမြင့်မားလာစေတယ်စိတ်သက်ကြနေရင်အားပေးတယ်အချိန်မရွေးနှားထောင်ပေးပြီးအကြံဉာဏ်တွေပေးတယ်သူတို့နဲ့ဆိုရင်တဲ့အခက်အခဲတွေကလည်းဘာမှမဟုတ်တော့ဘူးတဲ့လွယ်ကျော်လွှားနိုင်လာလိမ့်မယ်တဲ့သူတို့ကြောင့်ပဲတဲ့ကိုယ့်ရဲ့အိမ်မက်တွေကအလင်းအမြန်အကောင်တွေပေါ်ပြလာတယ်တဲ့ကိုယ့်ရဲ့ရည်မှန်းချက်လမ်းကြောင်းတွေလည်းရှာဖွေတွေ့လာတယ်တဲ့ကိုယ့်ကိုအထောက်ပံ့ပေးနေတဲ့သူတွေနဲ့အတူရှိနေရရင်တဲ့ဘဝကတဲ့ပို့ပြီးတော့တိုးတက်မြန်ဆန်စေပါတယ်တဲ့နံပါတ်3ချက်ကသင်ပါလို့မလဲနောက်ဆုံးတစ်ခုကတဲ့သင်ပါလို့မလဲဆိုတာပါပဲတဲ့သင်မှာတဲ့ကိုယ့်ရဲ့အလုပ်စိတ်ကျေနပ်မှုနဲ့ကိုယ့်အချိန်တွေကိုတဲ့ဘယ်လိုအသုံးပြုမလဲဆိုတာပါတဲ့ကိုယ့်စိတ်အားထက်သန်မှုရှိတဲ့အလုပ်မျိုးကိုလုပ်ပါတဲ့ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကိုတဲ့သိရှိဖို့လိုပါတယ်တဲ့ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကဘာတွေလဲတဲ့ဘယ်အရာတွေကကိုယ့်ကိုစိတ်လှုပ်ရှားရှိပါသလဲတဲ့ဥပမာအမှုပညာလက်မှုပညာနည်းပညာအခြားသူများကိုကူညီခြင်းစသဖြင့်ဒီလိုအရာတွေမှာတဲ့စိတ်ဝင်စားသလားတဲ့ကိုစိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့အလုပ်တွေကိုတဲ့ရှာဖွေပါတဲ့ပြီးတဲ့အခါမှာအတွေ့အကြုံတွေကိုဖွံ့ဖြိုးအောင်လုပ်ပါတဲ့ကိုစိတ်အားထက်သန်မှုနဲ့ကိုက်ညီတဲ့အတွေ့အကြုံတွေကိုအားဖြည့်ပါတဲ့ဥပမာတဲ့မင်္ဂလာပွဲစီစဉ်သူဖြစ်ခြင်းရင်ပွဲစီစဉ်တဲ့နည်းပညာတွေကိုလေ့လာပါတဲ့ပန်းအလှပြင်သူဖြစ်ခြင်းရင်ပန်းတိုးနည်းတွေကိုသိချာလေ့လာပါတဲ့စိတ်ကျေနပ်မှုရဖို့အရေးကြီးတယ်တဲ့ကိုဘဝနဲ့ကိုက်ညီတဲ့အလုပ်တွေကတဲ့ကိုစိတ်ဝင်အစားဆုံးအလုပ်ကိုတဲ့ရွေးချယ်ပါတဲ့ငွေကြေးရရုံမဟုတ်ပဲစိတ်ကျေနပ်မှုကိုပါရနိုင်တဲ့အလုပ်တွေကိုလုပ်ပါတဲ့စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်နေရရင်အလုပ်လုပ်နေရသလိုမျိုးမခံစားရတော့ပါဘူးတဲ့ကိုဝါသနာပါရပျော်စရာတွေကိုလုပ်နေရသလိုပျော်ရွှင်ကျင်တတ်နေရပါတယ်တဲ့ကို့အလုပ်ကိုတဲ့စိတ်ကြိုက်လုပ်နိုင်ရင်တဲ့အဲ့ဒီလုပ်ကတဲ့ပုံမတိုးတက်အောင်မြင်ပြီးထင်ရှားလာတတ်ပါတယ်တဲ့အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့တဲ့
ဘဝကိုတဲ့အဓိကဆုံးဖြတ်ပေးနိုင်တဲ့အရာဒီ၃ချက်တဲ့သင်ဘယ်မှာနေမလဲဘယ်သူနဲ့အတူရှိမလဲဘာလို့မလဲဆိုတာတွေကတဲ့ကိုဘဝရဲ့အခြေခံကြတဲ့အချက်တွေဖြစ်တယ်ဆိုတာပါပဲတဲ့ဒီဆုံးဖြတ်ချက်တွေကိုတဲ့မှန်ကန်စွာရွေးချယ်နိုင်မယ်ဆိုလို့ရှိရင်တဲ့ဘဝကတဲ့ပိုတိုးတက်လာလိမ့်မယ်တဲ့အတိတ်ပဲပြေဝပြီးတော့စိတ်ချမ်းသာစရာကောင်းလာပါလိမ့်မယ်ဒါကြောင့်တဲ့ဘဝရဲ့အဓိကဆုံးဖြတ်ချက်၃ခုကိုတဲ့အာယုံစိုက်ပြီးတော့တဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်တဲ့ဒီစာတို့လေးကနေပြီးတော့တစုံတဦးအတွက်လည်းတစ်ခုခုအကျိုးရှိသွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ပတ်မှာပြန်ဆုံမယ်နော်အားလုံးလည်းကျမကြီးယူဆိုင်ကြပါ